အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းပိုင် audio channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့နွားကြောင်သားပဲဖြစ်ပါတယ်ယခုတစ်ခါကျွန်တော်တင်ဆက်ပေးမှာကတော့စာရေးသူဘုံမင်းနိုင်ရေးသားထားတဲ့အယူဒီလေးနဲ့ပညာသည်ဘောလုံးပြိုင်ပွဲဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာအယူဒီလေးထွက်ပေါ်လာခြင်းညတောင်ရွာလေးရဲ့မိုးသားပြာရောင်အထက်ကောင်းကင်စီမှနေမြန်းသောနေအောင်ကြီးသည်အနောက်ဘက်တောဇက်ကနေမနေ့ခင်းလေအေးလေးတွေနဲ့အတူမြေပြင်စီသို့စတင်ဆင်းသက်လာခဲ့ပါပြီ။ပြီးနောက်တစ်ဆက်ထဲမှာပဲတရွယ်ဆူဆူတွေရဲ့အနံ့မြေကြီးဆူဆူရဲ့အနံ့ကျက်သီးနှွေးပင်တွေရဲ့ရနံလေးတွေရောရှက်ပါလာတယ်။ဒီလိုပဲညတောင်ကြီးဝါလေးရဲ့အိမ်တိုင်းစီမှလည်းမိโกတန်းတွေတဖြည်းဖြည်းထွက်လာခဲ့တယ်။တဘာဝကြီးလက်အငွေ့တဲ့နဲ့ဝရိယကောင်းတဲ့တောင်သူတွေရဲ့အလေးထားလည်းဖြစ်တာကြောင့်လေထမင်းချက်ပြုတ်တန်းတွေဟင်းချက်ကြော်တန်းတွေကလည်းအဆက်မပြတ်ဆူညံလျက်ပြီးတော့အာယုံဦးနှိုးဆက်ကြက်ဖတွေရဲ့အော်တန်တွေကမနက်ခင်းတန်းစင်တွေလိုအဆက်မပြတ်ထွက်ပေါ်လာပြီးတခါတခါခွေးဟောင်တန်တစ်ချက်ကိုလည်းကြားနေရပါတယ်အဲဒီလိုတရိษံတွေရဲ့စကားပြောတန်းကျေးလက်ရွာတဘာဝလူတွေရဲ့အတန်တွေရောထွေးနေတဲ့အချိန်မှာပဲကျဲလောင်တဲ့အတန်တစ်ခုကတရွာလုံးနားကျိမ့်မတထွက်ပေါ်လာခဲ့တယ်ဟဲ့ပြည်သူတွေနိုးကြထားကြလော့ငါဘရင်တိုင်ကန်လှဲ့နေတာကိုခါစားကြိုးစိုးကြစမ်းဟဲ့အဲ့ဒီအတန်ကကန်နှဖျားဇရပ်ဖက်ကနေထွက်ပေါ်လာတယ်ဒါပေမဲ့အတန်ထွက်ရာကိုကြည့်ရင်ဘယ်သူမှမတွေ့ဘူးပြီးတော့ရုတ်တရက်ဆိုသလိုဇရပ်ရှိကရွာသားတွေအယူတေလေးရေချိုးဖို့ရာလှုပ်ပေးထားတဲ့စမ်းကြောင်ရေကန်လေးတွေကရေတွေပွက်ဆူလာတယ်အဲ့ဒီနောက်ရေထဲကနေအတန်ရှင်အယူတေလေးအပေါ်ကိုတက်လာခဲ့ပြီးသူ့ခန္ဓာကိုယ်ကရေစက်တွေတစ်စက်ပြီးတစ်စက်ကျနေတယ်ဒါပေမဲ့အဝတ်စားတွေကရေတွေလုံးဝမဆိုးဘူးဟာငါဘရင်နဂါးဘရင်ရဲ့နဂါးနန်းတော်မှာအလဲဘက်သွားရင်ပြန်လာပြီဟဲ့အယူဒီလေကသူ့ရဲ့လွယ်အိတ်စုပ်ကြီးကိုလှုပ်ကာရမ်းပြီးကန်နှဖျားဇရပ်ပေါ်ကိုခုံပေါက်ကတက်သွားခဲ့ပါတယ်ဒီအချင်းရာကိုတော့ကန်နှဖျားဇရပ်အနီးမှာနွားကြောင်နေတဲ့နွားကြောင်သားလေးအိုးစီကအစာဆုံးမြင်လိုက်ရပြီးပါဇက်အဟောင်းသားဖြစ်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့မြင်ကွင်းရှိမှာပဲအယူဒီလေကရေကန်လေးတဲ့ကနေဇရပ်ပေါ်ကိုတက်သွားခဲ့တာဖြစ်တယ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကရေတွေစီးကြနေပေမဲ့အဝတ်စားတွေနဲ့လွယ်အိတ်စုပ်ကြီးကရေမထိတဲ့အလား၆တွေ့နေခဲ့ပါတယ်ဒါနဲ့အိုးစီလဲဝမ်းသာအားရအယူဒီလေရှိတဲ့ကန်နှဖျားဇရပ်အနာပြေးသွားလိုက်တယ်ဒီတော့အယူဒီလေကလည်းသူ့ကိုမြင်တာနဲ့သူ့ဝတီတိုင်းစတင်ပြီးပေါက်ကရစကားတွေပြောပါလေရောအိုးငါပြည်သူတယောက်ရောက်လာပြီပဲကောင်လေးလာစမ်းငါဘရင်အပခါစားစမ်းကွနွားကြောင်သားအိုးစီလဲအယူဒီလေစကားကြောင့်အယူဒီလေရှေ့မှာထိုင်းကအခုလိုပဲမေးလိုက်တယ်ဟုတ်ကဲ့ယူကြီးအယူကြီးကဘဲသွားနေတာလဲဗျသင်ငမိုက်သားဘဲနဲ့ငါဘရင်ကိုများအယူလို့ဆိုဝင်တာလဲအခုချက်ချင်းပြန်ပြောစမ်းမဟုတ်ရင်ဒီမှာတွေ့လားငါဘရင်ရဲ့ဘုံတော်ကြောင့်ဖြစ်တဲ့မနောမယရွှေချိန်လုံးကိုကြောပြင်ကိုပြောတင်ခိုင်းလိုက်ရမလားပြောစမ်းမလုပါနဲ့အယူကြီးဟုတ်ပါဘရင်ကြီးမောင်မင်းတော်တယ်မြဲမှတ်ထားငါဘရင်ကစစ်မှန်တဲ့ဘရင်အယူမဟုတ်ဘူးတကယ်တော့ယူတာကအတူအယောင်ဘရင်ယူတွေမှယူတာကွာအယူဒီလေကသူပြောတဲ့စကားကိုသူပြန်သဘောကျပြီးတဟာဟာရည်နေရင်မှတဖြည်းဖြည်းတည်ငြိမ်သွားခဲ့ပြီးနွားကြောင်သားအိုးစီကိုကြည့်ခါအခုလိုထပ်ပြီးစကားဆိုလာခဲ့တယ်ငါဘရင်လဲတိုင်ကန်လှဲ့လေရတာပင်မတကွက်ငါဘရင်မရှိတော့ငါနန်းတော်ဒီနေရာကငြိမ်းချမ်းမှုရှိသလားငယ်ကြုံကြီးအယူဒီလေကအဲ့ဒီလိုမေးလာတော့နွားကြောင်သားအိုးစီလဲဘာမှမပြောတတ်အောင်ဖြစ်နေပြီးအယူဒီလေကိုကြောင်စီကြည့်နေခဲ့ပါတယ်ဒါကိုမြင်တော့အယူဒီလေကစိတ်ပြက်သွားတဲ့အမူအရာနဲ့အခုလိုထပ်ပြီးစကားဆိုခဲ့ပါသေးတယ်ဩငါဘရင်ရဲ့ငယ်ကြုံကြီးဘာမှမသိရင်သိတဲ့သူကိုခေါ်လာခဲ့ဟဲ့ခုပဲငါဘရင်ဆက်တော်ခေါ်မှမလို့ပြန်စေတည်းအဲဒီလိုပြောပြီးအယူဒီလေတယောက်ဇရက်အလဲမှာကွေးပြီးအိပ်ပါလေရောဒီတော့မှနွားကြောင်သားအိုးစီလဲဝမ်းသာအားရရွာထဲကလူတွေကိုအတိပေးဖို့ရာကန်နှဖျားဇရက်ကနေပြေးထွက်လာခဲ့တယ်ရွာသားများနဲ့တွေ့ဆုံချိန်နွားကြောင်သားအိုးစီလဲကန်နှဖျားဇရက်မှထွက်လာရာရွာလန်းတနေရာအရောက်ကန်နှဖျားဇရက်ရှိရာလာနေကြတဲ့ရွာသားတွေနဲ့ဆုံခဲ့တယ်သူတို့ကလည်းအယူဒီလေရဲ့ရည်တန်းတွေအဆက်မပြတ်ကြားနေရလို့ဇရက်ရှိရာထွက်လာတဲ့သူများဖြစ်ပါတယ်ဟေးမောင်အိုးစီပါလားရေကြီးတော့ပြနဲ့နွားတို့ပြစ်ပြီးပြေးလာကွာအရေးကြီးတာပေါ့ဘာတကြီးရဲ့
အယူဒီလေးကြီးပြန်ရောက်ပြီးအခုဇရက်ပေါ်မှာအိတ်တောင်နေပြီဗျ။နွားချောင်းသားအိုးစီရဲ့စကားကိုကြားရတော့လူအုပ်ကြီးကိုဥဆောင်လာသူတကြီးဥဆန်ပါနဲ့နောက်ကလိုက်လာတဲ့ရွာသားအလုံးဒီပါမျက်နှာမှာပျော်ရွှင်မှုလို့အထင်သာဖြစ်လာခဲ့ပါတယ်။အဲနောက်တကြီးကပဲငါတို့လေသူ့အတန်ကိုကြားလို့စားစရာတွေယူပြီးအပြေးလာခဲ့ကြတာပဲ။မင်းကလည်းခုလိုစကားပြောတော့အယူတွေလေတကယ်ပဲပြန်ရောက်နေတာတေချာပြီပေါ့ကွာ။ကဲရွာသားတို့အမြန်သွားကြဟေးကျေးဇူးရှင်ကြီးအယူတွေလေဇရက်ပေါ်မှာအိတ်နေတဲ့တဲ့တကြီးဥဆန်ပါကအဲ့ဒီလိုပြောပြီးရှေ့ဆုံးကပြေးလိုက်ရာနောက်မှာလိုက်ပါလာတဲ့ရွာသားတွေနောက်ကနေအတင်းပြေးလိုက်ခဲ့ကြပါတော့တယ်ဒီလိုနဲ့သူတို့တွေကန်တပြာဇရက်ကိုရောက်တော့အယူတွေလေတယောက်ဇရက်အလယ်မှာကွေးကွေးကြီးအိတ်နေခဲ့တာကိုမြင်ခဲ့ရတော့အားလုံးဝမ်းသာအားရဖြစ်ခဲ့ကြတယ်ဒါနဲ့သူတို့တွေလည်းဘာဆက်လို့ရမှန်းမသိဖြစ်နေကြတဲ့အချိန်မှာအယူတွေလေကအိတ်နေရာမှာထထိုင်လာပြီးအားလုံးရှိရာကြောင်စီစီနဲ့ကြည်နေခဲ့တယ်ငါပြည်သူတွေတဲများလာတာကိုရှောက်တင်စရာရှိရင်ငါဘယံပါလွတ်လပ်တယ်လို့ခါစားရှောက်နိုင်တယ်ဟဲ့အယူဒီလေးကအဲ့နေရာမှာထိုင်ကအဲ့ဒီလိုပြောလိုက်တော့တကြီးဥဆန်ပါကဥဆောင်ပြီးလက်အုပ်ချီကအယူဒီလေးအနာတိုးလာခဲ့ပါတယ်ကျေးဇူးရှင်ကြီးအယူဒီလေးကိုကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကြောတာကိုလက်ခံပေးပါတကြီးကရှေ့ကဥဆောင်ပြီးလက်အုပ်ချီနေတော့နောက်ကလူအုပ်ကြီးလည်းတပြိုင်နက်ဒူးထောက်လက်အုပ်ချီကအယူဒီလေးထိုင်ရအနီးကပ်လာခဲ့ကြပါတယ်ဒီတော့အယူဒီလေးကအားလုံးကိုหนีရဲတဲ့မျက်လုံးစုံနဲ့ကြည့်ပြီးဒီတခါတော့ပိုဆိုးသွားပြီငါကဘယင်ကျေးဇူးရှင်မဟုတ်ဘူးငါလိုဘယင်နဲ့ပြည်သူဆိုတာသွေးသားတစ်ခုတည်းတိဆောက်ထားတဲ့အပြန်လန်ကျေးဇူးတရားတွေနဲ့တိုင်းပြည်တည်ထားတယ်အခုချက်ချင်းလက်အုပ်ချီနေတာရက်ကြစမ်းငါဘယင်ကိုပြည်သူတွေကလက်အုပ်ချီပြီးကြောက်ရွံ့နေတာမျိုးမလိုချင်ဘူးဟဲ့အယူဒီလေးကအဲ့ဒီလိုပြောလိုက်ပြီးမဲ့လေတကြီးနဲ့ရွာသားတွေကလက်မခံပဲရှစ်ခိုးဖို့ပြင်ဆင်လိုက်ကြတယ်ဒီတော့အယူဒီလေးကအတော်စိတ်တူသွားပြီးဝစိန်တုပ်လေးကိုလက်ကနေမြောက်ကမင်းတို့နားမလဲသေးဘူးလားငါကဘယင်ဆိုတာကျေးဇူးရှင်မဟုတ်ဘူးကျေးဇူးခံရမဲ့သူမဟုတ်ဘူးကျေးဇူးပြုရမဲ့သူငါဘယင်ကိုကိုးကွယ်စရာမလိုဘူးကြောက်စရာမလိုဘူးပြည်သူတွေဆန္ဒနဲ့ငါကိုဘယင်တင်မြောက်တာကိုပဲငါဘယင်ကျေးဇူးတင်တယ်အယူဒီလေးကသူတို့ရှစ်ခိုးထိုင်ကြတော့မှာကိုလက်မခံပဲညင်းဆိုစကားကြိမ်ကြိမ်ပြောနေတာမြင်ရတော့တကြီးဥဆန်ပါလဲမနေတာပဲအခုလိုဆက်ပြောလိုက်တယ်ဘယင်လဲတင်မြောက်ပါတယ်ကျေးဇူးရှင်အနေနဲ့လဲကြောကွန့်ပြပါကျေးဇူးရှင်ရဲ့တကြီးကအဲ့ဒီလိုပြောပြီးတစ်ဆက်ထဲမှာပဲဒေါ်ခင်ကြီးကလည်းထမင်းအိုးကြီးနဲ့အတူရှေ့တို့ကကျေးဇူးရှင်ကိုကျေးဇူးတင်လို့ထမင်းတူလာပြီးတာကျေးဇူးတင်လို့ပါဖျားအဲ့ဒီလိုတွေတယောက်တစ်မျိုးတွေပြောလိုက်တော့အယူဒီလေးကဝစိမ့်တုပ်ကလေးနဲ့ဒေါ်ခင်ကြီးချပေးတဲ့ထမင်းအိုးကိုထိလိုက်တယ်ရုတ်တရက်ထမင်းအိုးတွေကထမင်းတွေအားလုံးမိကြီးခဲတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်ဒီတော့သူတို့အားလုံးလက်အုပ်ချီထားရမှအတော်လေးအံ့အားသင့်နေချိန်မှာပဲအယူဒီလေးကဆက်ပြောတယ်အဲ့ဒါငါဘယင်ရဲ့ဒေါသငါဘယင်မကြိုက်တာလို့ရင်ငါပြည်သူတွေပေးသမျှငါဘယင်မစားဘူးငါဘယင်စကားနားမထောင်ရင်ဒီတိုင်းပြည်မှာမနေဘူးငါဘယင်ကိုမကြည့်ပြူရင်ပလင်တောင်ရောင်လို့တောင်မထိုင်ဘူးဟဲ့အယူဒီလေးရဲ့အမူအရာကအယူဒီယောက်နဲ့မတူတော့ပဲရှင်ဘယင်တယောက်လိုအာနာတန်အပြည့်ထင်ဟပ်နေတော့တကြီးနဲ့ရွာသူရွာသားတွေလည်းလက်အုပ်ချီထားရမှပြန်ဖြုတ်လိုက်ကြပါတယ်ဒီတော့မှအယူဒီလေးကဝမ်းနေစရာပုံစံနဲ့မိခဲတွေဖြစ်နေတဲ့ထမင်းတွေကိုကြည့်ကအိုးဒီထမင်းတွေမိခဲဖြစ်သွားပြီအဲ့ဒါမင်းတို့ကြောင့်အခုငါဘယင်မစားတော့ဘူးဗိုက်စားတယ်လို့ဒီတော့မှရွာသားတအုပ်ကငပြောသီးမဲ့တွေကိုမြောက်ပြပြီးဘယင်ကြီးတွေငပြောသီးတွေယူလာတယ်ရွာသားတအုပ်ကအဲ့ဒီလိုဆိုပြီးငပြောသီးတဖီးကိုရှေ့မှာချပေးလိုက်တော့အယူဒီလေးရဲ့မျက်လုံးတွေအယောင်တောက်သွားခဲ့ပါတယ်ဒါဆိုရင်တော့ငါဘယင်ရဲ့ဥယျာဉ်ချမ်းမှုစက်တာလက်ခံတယ်ဒါပေမဲ့ဒီနေ့ကစပြီးကျေးဇူးရှင်မခေါ်နဲ့ဘယင်ခေါ်အယူဒီလေးကအဲ့ဒီလိုပြောပြီးရွာသားတအုပ်ပေးတဲ့ငပြောသီးမဲ့တွေကိုအာဘာရရစားလိုက်ရာတထိုင်နဲ့အားလုံးကုံစင်သွားခဲ့ပါတယ်တကြီးနဲ့ရွာသားတွေအားလုံးကတထိုင်နဲ့ငပြောသီးတစ်ဖီးကိုကုံအောင်စားလိုက်တဲ့အယူဒီလေးကိုကြည့်ကဝမ်းသာအားရဖြစ်နေခဲ့ကြပါတယ်အယူဒီလေးကလည်းငပြောသီးတစ်ဖီးကုံသွားမှရွာသားအားလုံးကိုလှည့်ပတ်ကြည့်ပြီးနားထောင်ကြငါဘယင်ကိုကျေးဇူးရှင်လို့ခေါ်ရင်ငါစိတ်ဆိုးတယ်ဘာလို့လဲသိလားကျေးဇူးရှင်ဆိုတာကျေးဇူးပြုပြီးထွက်သွားသူငါကကျေးဇူးမပြုသေးဘူးကျေးဇူးဆက်နေတော့မယ်အယူဒီလေးကအဲ့ဒီလိုပြောပြီးတစ်ဆက်ထဲမှာပဲတကြီးဥဆန်ပရဲ့ထိတ်ပြောင်ပြောင်ကိုဝါးတုပ်ကလေးနဲ့ညင်ညင်သားသားထိပ်ပြီးအသင်ကတကြီးဒီစကားကိုနားလဲတယ်မလား
ကျေးဇူးဆက်ခြင်းနဲ့ကျေးဇူးပြုခြင်းကွာခြားချက်ကိုဒီတော့ဥစံပါကခေါင်းညိတ်ပြီးကျွန်တော်မျိုးကြီးနားလည်ပါတယ်ဖေဟာကျေးဇူးဆက်ခြင်းကစက်တိုက်ဖြစ်တယ်ကျေးဇူးပြုခြင်းကတစ်ချိန်နဲ့တကြီးကအဲ့ဒီလိုပြန်ဖြေတော့အယူဒီလေးကဝမ်းသာအားရဆက်ဖြည်းဖြည်းပုံစံနဲ့တကြီးကိုကြည့်ကခုလိုပဲပြောလိုက်ပါတယ်ဒီလူကတော့ပညာတတ်တယ်ဒါပေမဲ့ထိတ်ကိုတော့တန်ပြားနဲ့ကာထားတဲ့နဲ့နေပူရင်ထိတ်ကွက်ပြီးမီးလောင်မှမြင်အောင်သေးတယ်ဒီတော့မှတကြီးဥစံပါလည်းပြောင်းနေတဲ့သူနှစ်ဖူးကိုပို့ရင်ရှက်ကိုရှက်ကန်ဖြစ်နေခဲ့တယ်လို့ရွာသားအားလုံးကတော့အားရပါရရီမောခဲ့ကြပါတော့တယ်ဒါကိုကြည့်ပြီးအယူဒီလေးကသူ့ရဲ့ဘိုက်ကိုလက်ဖြင့်ဖိကဘိုက်စားလာပြန်ပြီဒေါ်ထွေးဘူးမော်ဟင်းကားရောင်းသေးလားဆိုပြီးထမ်းမိလိုက်တယ်ဒီတော့ဒေါ်ထွေးဘူးကလည်းဝမ်းသာအားရပြုံးပြီးအခုလိုပဲပြောခဲ့ပါတယ်ရောင်းသေးတာပေါ့ရှင်မင်းကြီးဒီနေ့လည်းရှင်မင်းကြီးစားဖို့အတွက်တက်တက်လို့ချက်ထားပေးပါမယ်ကောင်းပြီခဏကြာရင်လာစားမယ်အခုငါဘယင်ဆက်တော်ခေါ်မယ်အားလုံးပြန်ကြအယူဒီလေးကအဲ့ဒီလိုပြောပြီးပြန်အိတ်လိုက်တဲ့အခါမှာတော့တကြီးတို့လူတစုလည်းဘာမှဆက်မပြောဝန်းတော့ပဲကန်နှဖျားဇရက်ကနေထွက်ခွာသွားခဲ့ကြပါတယ်ဒေါ်ထွေးပေးထားခဲ့တဲ့မိခဲထမင်းတွေနဲ့အိုးကလေးကတော့ဇရက်ကလေးပေါ်မှာကြံ့နေလျက်ရှင်ဘယင်နဲ့ကလေးများပျော်ပါခြင်းအယူဒီလေးပြန်ရောက်လာပြီးတဲ့နောက်ပိုင်းမြတောင်ရွာကလေးရဲ့မနဲ့ဈေးတန်းလေးဟာပိုးပြီးစီကားလာခဲ့ပါတယ်ဘာလို့လဲဆိုတော့အယူဒီလေးကမနဲ့တိုင်းဈေးတန်းထဲကိုဝင်ပြီးလှဲ့လေသွားလာနေလိုပဲဖြစ်ပါတယ်ထူဆန်နာကဈေးတန်းထဲကမုံတယ်တွေကျွေးသမျှသူစိတ်ပါရင်စားပြီးစိတ်မပါရင်လှဲ့တောင်မကြည့်တတ်ပါဘူးအခုလေအယူဒီလေးတယောက်ဈေးတန်းထဲကနေထွက်ပြီးရွာစဉ်တစ်လျှောက်လှဲ့လေပြေးလွှာသွားနေတဲ့အချိန်ကလေးများကလည်းထုံးစံတိုင်းအနောက်ကနေလိုက်လာခဲ့ကြတယ်လာကြငါပြည်သူတို့ငါဘရင်နန်းတော်တစ်ကိုခေါ်သွားမယ်အယူဒီလေးကဝစိမ့်တုပ်ကလေးကိုမြောက်ကအရှိကနေကိုယုတ်ကာယာရှောက်ရင်အဲ့ဒီလိုပြောလိုက်တော့သူနောက်ကလိုက်ပါလာတဲ့ကလေးတွေကလည်းဝမ်းသာအားရအခုလိုပဲဆိုလာခဲ့တယ်ဟေးဘရင်ကြီးကနန်းတော်တစ်ကိုခေါ်သွားမယ်တဲ့ဟေးနောက်ကလိုက်ကြရအောင်ကလေးတွေကအဲ့ဒီလိုတယောက်တစ်မျိုးထောက်ခံနေရင်းနဲ့ကလေးတယောက်ကအခုလိုဆက်ပြီးမေးလိုက်တယ်ရှင်မင်းကြီးအခုသွားမှာဘဲကနန်းတော်အစ်စ်လဲကိုတောင်ထိတ်ကတိမ်နန်းတော်လေးငယ်ချုံကြီးရဲ့အခုမြင်းဖြူတော်နဲ့သွားမယ်အယူဒီလေးကအဲ့ဒီလိုပြောလိုက်တော့ကလေးတွေကတစ်ဆက်တည်းအခုလိုအော်ပြောခဲ့ပါတယ်မြင်းဖြူတော်ကဘယ်မှာလဲရှင်မင်းကြီးအခုငါဘရင်ရဲ့မြင်းဖြူတော်အိတ်နေတယ်ဒါပေမဲ့စိတ်မပူနဲ့ခုချက်ချင်းခြေဆက်ကြတိုင်းနဲ့အပြေကတန်းရှုပြီးသွားကြမဟေ့အယူဒီလေးကအဲ့ဒီလိုပြောပြီးရှေ့ဆုံးကနေပြေးထွက်သွားတော့ကလေးတွေကလည်းရီမောရင်နောက်ကနေခုံပေါက်ကလိုက်နေခဲ့ကြပါတယ်ဒီလိုနဲ့သူတို့ဟာရွာနောက်ဘက်ကစမ်းချောင်းသားကိုရောက်လာတယ်ဒီတော့အယူဒီလေးကကလေးတွေကိုစမ်းချောင်းကိုဝစိမ့်တုပ်နဲ့ညွှန်ပြရင်ဒါငါပင်လေပြငါပြည်သူတို့ပင်လေပြရဲ့အလှတရားခံစားကြစမ်းဟိဒီတော့ကလေးတယောက်ကလက်မခံပဲအခုလိုဆက်ပြောပါလေရောဟာအရှင်မင်းကြီးကလည်းဒါကစမ်းချောင်းကြီးလေပြီးတော့လက်ဆက်ထဲမှာပဲထိုကလေးငယ်ရဲ့စကားကိုနောက်ကကလေးတွေကပါဝိုင်းဝန်းထောက်ခံကြတော့အယူဒီလေးကလည်းချောင်းကိုကြည့်ရင်ဝစိမ့်တုပ်ကလေးနဲ့ထိုးကအခုလိုဆက်ပြောလိုက်တယ်ဟေ့ပင်လေနာမင်းငါပြည်သူတွေအမြင်ရှင်းအောင်ပင်လေပြငါးလေးတစ်ကောင်ပြပေးစမ်းအယူဒီလေးကဝစိမ့်တုပ်ကလေးကိုထိုးပြီးအဲ့ဒီလိုပြောလိုက်တော့ရေထဲကနေအပြာရောင်ငါးကလေးတစ်ကောင်ခုံပြလိုက်တယ်ဒီတော့ကလေးတွေအားလုံးသိပ်ပျော်သွားကြတယ်ဒီလိုနဲ့သူတို့အားလုံးဆက်လျှောက်လာရာလေကွင်းပြင်ကြီးစီကိုရောက်လာခဲ့ကြတယ်ဒါငါရွှေလေကွင်းဒီမှာငကားဥတွေစိုက်ထားတယ်ငါပြည်သူတို့မြင်ချင်းလားအယူဒီလေးကအဲ့ဒီလိုပြောပြီးလေကွင်းပြင်ကြီးတဲကရှင်စေးတချို့ကိုယူကာလုံးပြလိုက်တယ်ဒါငကားဥဟာသွားပြီဟေးငကားကြီးကသူ့ယူလို့ငါဘရင်ကိုစိတ်ဆိုးနေပြီပြီးတော့ဒီမှာမွေတွေရှိတယ်ငါနောက်ကိုပြေးလိုက်ခဲ့ကြအယူဒီလေးကအဲ့ဒီလိုပြောပြီးလေကွင်းပြင်ကြီးတစ်ဖက်စီပြေးသွားလိုက်လျာကလေးတွေကသူ့နောက်ကိုတတိတတန်းလိုက်ခဲ့ကြတယ်ဒီလိုနဲ့နေမင်းရဲ့တာဝန်အလှည့်ပြောင်းညနေစောင်းတဲ့အခါသူတို့အားလုံးကန်နှဖျားဇရက်စီပြန်ရောက်လာကြတယ်ဒီနေ့တော့ငါဘရင်တိုင်ကန်လှဲ့လေပြီးမနေ့ပြန်ထခေါ်မယ်အခုအိမ်ပြန်ကြအယူဒီလေးကအဲ့ဒီလိုပြောလိုက်ပြီးဇရက်ဘော်ကိုတဲ့အိတ်သွားတော့မှကလေးတွေလည်းသူတို့အိမ်တွေစီပြေးသွားကြတယ်ဒီနေ့တော့အယူဒီလေးတယောက်တရွာလုံးရဲ့ကလေးတိန်ဖြစ်ခဲ့ရပါတယ်ကြီးရွာဘောလုံးပြိုင်ပွဲအစည်းအဝေးညနေဆောင်ချိန်တစ်ခုမှာတကြီးဥစံပရဲ့အိမ်ရှိမှာရွာသားတစုစုဝေးထိုင်နေကြတယ်အကြောင်းကတော့သူတို့တွေနှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ငိန်ချမ်းချစ်ကြည်ရေးဘောလုံးပြိုင်ပွဲစီစဉ်ဖို့အတွက်ပဲဖြစ်တယ်ထိုအစီအစဉ်ကိုဖြစ်ပေါ်လာတဲ့အကြောင်းရင်းကတော့အုပ်စုံရွာမှာတလတိတိရောက်ရှိနေတဲ့တကြီးဥစံပရဲ့တပည့်ဖြစ်သူဥစံတင်ကြောင့်ပဲဖြစ်ပါတယ်ဥစံတင်ဟာ
အုပ်ဆောင်ရွာကသူ့ဆွေမျိုးတွေစီလှည့်လည်သွားရင်အုပ်ဆောင်ရွာကလေးဟာငိမ့်ချမ်းချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပခြင်းပေမဲ့သူတို့ရွာကလေးကိုအင်္ဂလိပ်တွေအဝင်အထွက်ရှိနေတာကြောင့်အစင်မပြေဖြစ်နေခဲ့တယ်။ဒီအကြောင်းကိုရွာကိုပြန်ရောက်ချင်းတကြီးကိုပြောပြလေရာတကြီးဦးစံပါလည်းမိမိရွာကအိမ်ရှင်ဖြစ်ကျင်းပခြင်းစိတ်ဆန္ဒရှိလာခဲ့ပါတယ်။ဘာလို့လဲဆိုတော့အင်္ဂလိပ်တွေကသူတို့ရွာကလေးကိုအယူတလီအစွမ်းပြပြီးတဲ့နောက်နတ်ဖျားစောင့်ရှောက်တဲ့ရွာဆိုပြီးယုံကြည်နေခဲ့တာကြောင့်နောက်ထပ်ဘယ်တော့မှမလာတော့ဘူးဆိုတာသူယုံကြည်နေလို့ပဲဖြစ်တယ်။ဒီတော့နှစ်တိုင်းလိုကျင်းပနေကြဖြစ်တဲ့ငိမ့်ချမ်းရေးဘောလုံးပွဲကိုမြတောင်ရွာမှာကျင်းပမယ်ဆိုပြီးပြောလိုက်ရာတခြားရွာတွေကလည်းဝမ်းသာအားရလက်ခံခဲ့ကြတယ်။အဲဒါကြောင့်တကြီးအိမ်မှာလူအများစုဝေးနေကြခြင်းဖြစ်ပါတယ်။ဒီတခါတော့ငါတို့ရွာမှာချစ်ကြည်ရေးဘောလုံးပွဲကျင်းပခွင့်ရပြီ။အဲ့တော့ငယ်ရွယ်တဲ့လူငယ်တွေကိုစုရမယ်။ရွာထဲမှာဘောလုံးကန်တတ်တဲ့ကောင်လေးတွေရဲ့မနစ်ကကြီးရွာအသင်းမှာပါခဲ့တဲ့လူငယ်တွေရဲ့စုစည်းရမယ်။တကြီးကအဲ့ဒီလိုပြောလိုက်တော့နွားကြောင်သားအိုးစီကအခုလိုပဲထားပြောလိုက်တယ်။မနစ်ကဖွဲ့စည်းထားတဲ့ကြီးရွာအသင်းဆိုရင်တော့ကျွန်တော်တို့ရွာထပ်ပြီးမျက်နှာပြက်ရလိမ့်မယ်တကြီးအခုကျွန်တော်သိတဲ့လောက်ဆိုကျွန်တော်ရဲ့လှဖြိုးနယ်ဆန်းရွှေရဲ့မပိုင်အဆင်မပြေနိုင်ဘူး။နွားကြောင်သားအိုးစီကအဲ့ဒီလိုထားပြောလိုက်တော့မနစ်ကကြီးရွာအသင်းမှာကန်ခဲ့တဲ့သူတွေကအိုးစီကိုကြည့်ပြီးကြိမ်းမောင်းကြလေတယ်။ပြီးတော့တစ်ဆက်ထဲမှာပဲမနစ်ကအသင်းကောင်းဆောင်အုံမောင်ကထရလာပြီးဘာကွာမင်းတို့ကဘယ်တော့ကဘောလုံးကန်တတ်တာလဲကွာမနစ်ကပြိုင်ပွဲမှာငါ9ဂိုးသွင်းထားတာမင်းမသိဘူးလားခမားသွင်းတဲ့3ဂိုးက2ဂိုးကကိုပြန်သွင်းထားတာလေတလုံးကလည်းပင်နယ်ဒီပြီးတော့မနစ်ကအုပ်စုံရွာသွားကန်တော့ကြိုရောလိုက်ခဲ့တာတသင်းလုံး3ပွဲကန်တာမှခမားသွင်းတဲ့ပင်နယ်ဒီတကူပဲရတယ်လေနွားကြောင်သားအိုးစီကအဲ့ဒီလိုပြောလိုက်တော့ဝိုင်းကြည့်နေတဲ့ရွာသားတွေပွဲကြမတက်ရဲမောလိုက်ကြတယ်မနစ်ကအသင်းကောင်းဆောင်အုံမောင်ခမားဘာမှမပြောနိုင်ပဲအိုးစီကိုမကြေမနက်ကြည့်ကငြိမ်သွားခဲ့ပါတယ်အိုးစီပြောတာမှန်တယ်မနစ်ကပြိုင်ပွဲမှာဒိုကြီးဝါအသင်းကအုပ်စု3ပွဲစလုံး9ပြရှုံးပြီးအရှက်တပွဲထွက်ခဲ့ရတယ်ခုတခါငါတို့ရွာကအိမ်ရှင်းဆိုတော့ထပ်ပြီးအရှက်ကွဲလို့မရတော့ဘူးကဲစမ်းတင်မင်းကိုယ်တိုင်ဦးစီးပြီးအသင်းကိုတေချာပြန်ဖွဲ့ကွာတကြီးဦးစံပကသူ့တပည့်ဦးစံတင်ကိုကြည့်ကပြောလိုက်တော့ဦးစံတင်လည်းမျက်စိမျက်နှာပြက်ကခုလိုပဲပြောလိုက်တယ်အသင်းဖွဲ့တာတော့ဟုတ်ပါပြီဒါနဲ့ကွင်းကရောဘယ်မှာစီစဉ်ကြမလဲတကြီးကွင်းကတော့ရွာထိပ်ကဘောလုံးကွင်းအဟောင်းကိုပဲပြန်ပြင်ဖို့စံတင်ရရွာထိပ်ကမြက်ကွင်းမြင်ကျဲကြီးမှလားတကြီးအဲ့ဒီမှာမြက်တွေရှည်လို့ကောင်းကောင်းကစားလို့မရဘူးဒီတော့တကြီးဦးစံပါလည်းတက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီးအဲ့ဒီကွင်းကိုအရင်ဆုံးရှင်းရမှာပေါ့ကွာမနေ့ဖြန်ကစပြီးတရွာလုံးဓာကြီးတွေကတ်ကြီးတွေပေါက်ပြားတွေယူလာကြမြက်တွေရိတ်ပြီးရင်ဂိုးတိုင်းတွေတေချာပြင်ကြပေါ့ဘောလုံးကတော့ငါကိုယ်တိုင်ကတာမြို့ကိုတက်ပြီးစီစဉ်ပေးမယ်တကြီးကအဲ့ဒီလိုပြောလိုက်တော့ရွာသားတွေအားလုံးစီမှဝိုင်းဝန်းထောက်ခံသဘောတူညီခဲ့ကြတယ်ဒီလိုနဲ့မြတောင်ကျေးရွာကလေးမှာကျေးရွာဘောလုံးပြိုင်ပွဲကလေးအစီအစဉ်ကိုစတင်လာခဲ့ပါတယ်ကျေးရွာဘောလုံးအသင်းနဲ့လေ့ကျင့်ရေးနှစ်ရက်ခန့်ကြာပြီးတော့ရွာထိပ်မှာဘောလုံးကွင်းကလေးစတင်ဖြစ်ပေါ်လာခဲ့ပါပြီသူတို့အားလုံးကိုဥဆောင်နှီးပြလုပ်သူကတော့တကြီးလက်ထောက်တပည့်ဥစံတင်ပင်ဖြစ်ပါတယ်ဟေးဦးစီကမင်းတယောက်တည်းကစားလို့မရဘူးလေကွာလာဖြိုးကိုဘောလုံးပေးဟာအိုစီကဘောလုံးကိုတယောက်တည်းဆွဲလိုက်ပြေးလိုက်လူတွေကိုလိမ့်လိုက်ခောက်လိုက်လုပ်နေတော့နီးပြဥစံတင်ကအဝေးကနေအော်ဟစ်ပြောဆိုနေပါတယ်အခုကသူတို့ရွာအသင်းမှာအရန်လူနဲ့20ခန့်ဖွဲ့စည်းထားပြီးတစ်ဖက်10ဦးစီခွဲကန်နေခြင်းဖြစ်တယ်အိုစီကတစ်ဖက်မနစ်ကလက်ရွေးစဉ်ကြီးရွာအသင်းကောင်းဆောင်အုံမောင်ကတစ်ဖက်လေ့ကျင့်ကစားနေခဲ့ကြတယ်ဒီလိုနဲ့အပြန်လန်ကစားနေရင်မှအိုစီကတကူတော့အဆွမ်းပြပြီးအုံမောင်တို့ဘက်ကိုဂိုးသွင်းလိုက်တယ်ဟေးဂိုးပြီးကွာအဲ့ဒါနွားကြောင်ရင်ထန်းသီးကန်လေ့ကျင့်ထားတဲ့ခြေထောက်ကွာအိုစီကအဲ့ဒီလိုပြောပြီး professional ကစားသမားတယောက်လိုအောင်ပွဲခံနေတာမြင်ရတော့အုံမောင်ကစိတ်တူသွားပြီးအခုလိုပြောလိုက်ပါလေရောဟေ့ကောင်အိုစီမင်းကိုကတရားမဝင်ဘူးကွာငါကိုသမားရေးတောက်နေတော့တွန့်သွားတာဟုတ်တော့လေဟုတ်တယ်အုံမောင်တို့ဘက်ကကိုသမားရေးတောက်နေတော့အိုစီကရက်နေတဲ့နောက်တန်းတွေကိုကြောပြီးဂိုးသွင်းသွားခြင်းဖြစ်ပါတယ်မရဘူးကွာပွဲထဲမှာရေးတောက်နေလဲဂိုးသွင်းရင်ဂိုးပေးရတာပဲခမမညစ်နေကိုဦးမောင်ဒီလိုနဲ့သူတို့နှစ်ယောက်အပြန်လန်ညင်းခုန်နေကြတော့နီးပြဥစံတင်လဲကြပြားကြရပြေးလာပြီးဖြည့်ရှင်းနေရတယ်အဲ့ဒီချိန်မှာပဲအုံသီးကြောက်ကြီးတစ်လုံးကိုပိုက်ကအယူဒီလေးတယောက်ခုံးပေါက်ပြီးဘောလုံးကွင်းထဲကိုဝင်လာခဲ့တယ်ဟေးငါစစ်တီတော်တို့ဘာလုပ်နေကြတာလဲငါဘရင်လက်ထက်ကမော်ဘောလုံးနဲ့ကစားကြမယ်လေအယူဒီလေးကအဲ့ဒီလိုပြောပြီးသူ့လက်ထဲကအုံသီးကြောက်ကြီးကိုမြောက်ပြရင်
ညင်ခုန်နေကြတဲ့လူတွေစီပြေးဝင်လာခဲ့တယ်ဒီတော့ဥဆန်တင်နဲ့ညင်ခုန်နေကြတဲ့အိုစီတို့အားလုံးအယူဒီလီကိုစိုက်ကြည့်မိတယ်ပြီးတော့တစ်ဆက်ထဲမှာပဲနီးပြဥဆန်တင်ကအယူဒီလီရှိရာတိုးပြီးအခုလိုပဲပြောလိုက်ပါတယ်ကျေးဇူးရှင်ဒါဘောလုံးလေးကျင်ခံမှာရွာချင်းချစ်ကြည်ရေးပွဲအတွက်တိတ်ဆန်းငါကဘယင်ကျေးဇူးရှင်မဟုတ်ဘူးဒီငမိုက်သားမော်ဘောလုံးနဲ့ထူရင်ပြသွားတော့မယ်ဟုတ်ကဲ့ပါရှင်မင်းကြီးရဲ့ကျုပ်တို့ကချစ်ကြည်ရေးဘောလုံးပွဲအတွက်လေးကျင်နေကြလို့ကျေးဇူးပြုပြီးဝန်းထဲကခဏထွက်ပေးပါဟေးချစ်ကြည်ရေးလားကောင်းလေစွာဒါဆိုရင်ငါဘယင်ကိုယ်တိုင်လေးကျင်ပေးမယ်ဒါပေမဲ့ဒီဘောလုံးအစားငါဘယင်ရဲ့မော်ဘောလုံးနဲ့ကစားရမယ်အယူဒီလေကအဲ့ဒီလိုပြောပြီးအုံဒီကြောက်ကြီးကိုမြေပြင်ပေါ်ချလိုက်တယ်အားလုံးကလည်းအယူဒီလေလုံနေတာကိုအံ့အားသင့်ကစူးစိုက်ကြည့်နေကြရင်နဲ့အိုစီကလည်းစိတ်ဝင်စားသွားပြီးဘင်းကြီးဒီအုံဒီနဲ့ဘယ်လိုကစားကြမှာလဲဘယ်ကအုံဒီလဲဒါကငါဘယင်ကိုယ်တိုင်စီရင်ထားတဲ့သီးသန့်မော်ဘောလုံးငါပြည်သူတွေအတွက်ငါဘယင်ချီးမြှောက်ထားတာအယူဒီလေကအဲ့ဒီလိုပြောပြီးအုံဒီကိုခြေထောက်ဖြင့်တစ်ချက်ကန်လိုက်တယ်ဒီတော့အုံဒီကအချိန်ပြင်းပြင်းနဲ့ကြောင်ကြည့်နေတဲ့အုံမောင်တို့ကိုသမားရဲ့နှစ်ဖူးကိုသွားမှန်တယ်အမလေးဗျကျုံနှစ်ဖူးတော့ကွဲပါပြီဗျာဟာမော်အားလုံးကသူ့ပိုင်ရှင်ကိုခုခံတယ်မြင်လားကဲစစ်တီတော်တို့ငါဘယင်စီကန်းထုတ်ပြီးအယူဒီလေကပြောရင်းဆိုရင်းနဲ့သူ့ဝစိမ့်ထုတ်ကလေးနဲ့ကွန်လယ်မှာမြင်းချောင်းတွေဆွဲပြီးသူ့စိတ်ကူးရင်ကစားနည်းကိုစတင်ရှင်းပြတယ်ဒါကငါဘယင်ရဲ့ခန္ဓာဒါကငါဘယင်ရဲ့နေပြည်တော်ဒါငါစစ်တီတော်တွေရဲ့ထိုးစစ်ဆင်မှုဒါကရန်သူခန္ဓာဒါကရန်သူရဲ့ရှေ့တန်းစစ်တီအားလုံးကိုဖျက်ကျော်ပြီးရင်ရန်သူရဲ့စခန်းကိုသိမ်းပိုက်ရမယ်အယူဒီလေကအဲ့ဒီလိုပြောပြီးသူဝစိမ့်တုပ်ကလေးနဲ့မြေပေါ်မှာလူအယုတ်ကလေးတွေအစီအစဉ်တကျရေးဆွဲပြလျာဘောလုံးကစားကွက်တစ်ခုလိုဖြစ်သွားခဲ့ပါတယ်ဒါကိုမြင်ရတော့နီးပြဥဆန်တင်နဲ့အိုးစီတို့အားလုံးလည်းတယောက်ကိုတယောက်မျက်လုံးပြုတ်ကြည့်ကြတယ်ဒါပေမဲ့အယူဒီလေရှိရာနောက်ကိုပြေးလိုက်လာတဲ့ကလေးတွေကတော့အားလုံးစိတ်ဝင်စားပြီးအယူဒီလေရှိရာကိုပြေးဝင်လာကြတယ်ပြီးတော့အခုလိုပဲကလေးတွေကပြောလိုက်ကြတယ်ဝေးသားတို့လည်းကစားခြင်းနဲ့ရှင်မင်းကြီးကောင်းပြီကလေးစစ်တီတော်တွေပါလာပြီဒါဆိုငါဘယင်နှစ်ဖွဲ့ခွဲမယ်တစ်ဖွဲ့ကငါဘယင်ခေါင်းဆောင်နောက်တစ်ဖွဲ့ကဒီထိတ်ပြောင်ပြောင်လူကြီးခေါင်းဆောင်အယူဒီလေကဥဆန်တင်ရဲ့ထိတ်ကိုဝါးတုံးနဲ့ညှင်ညင်သားသားထိပြီးပြောလိုက်တယ်ဒီတော့ဥဆန်တင်ရှက်ကိုရှက်ကန်ဖြစ်သွားကအယူဒီလေကိုကြည့်လိုက်ရင်မနောက်ရှက်ပါနဲ့ရှင်မင်းကြီးရဲ့ကလေးတွေပါရင်ပွဲပြက်ရလိမ့်မယ်ငါဘယင်ကကူညီဖို့လာတာကိုပွဲဖြတ်တယ်တဲ့ကဲငယ်ကြုံထိတ်ပြောင်မင်းခေါင်းဆောင်ပြီးတသိန်းဖွဲ့ငါဘယင်ဒီကောင်လေးနဲ့ကလေးစစ်တီတွေပဲယူမယ်အယူဒီလေကအဲ့ဒီလိုပြောပြီးအိုးစီကိုသူ့ဘက်ခေါ်လိုက်ရာအိုးစီမှလည်းစိတ်ပြက်လက်ပြက်အယူဒီလေဘက်ကိုပါသွားခဲ့တယ်ဒီလိုနဲ့ဥဆန်တင်နဲ့အုံမောင်တို့မနစ်ကလက်ရွေးစဉ်အသင်းကတဖွဲအယူဒီလေနဲ့အိုးစီရဲ့ကလေးတက်တိုက်ရဲ့ကတဖွဲကစားကြတယ်အယူဒီလေကကလေးတယောက်ကိုဂိုးဖန်ခိုင်းပြီးကြံကလေးတွေကိုနောက်တန်းမှာထားခဲ့တယ်သူနဲ့အိုးစီကတော့အလဲမာနေပြီးကစားကြတယ်ပွဲစားတာနဲ့အယူဒီလေကဘောလုံးကိုခုံပေါက်ပြီးဆွဲယူကဥဆန်တင်နောက်တန်းတွေကိုလှလှပပကြော်သွားခဲ့တယ်အားလုံးကလည်းပါဇက်အဟောင်းသားကြည့်နေစင်ပါပဲအယူဒီလေကဘောလုံးကိုအိုးစီပေးလိုက်အောင်အိုးစီကဂိုးသွင်းသွားခဲ့တယ်ဟေးငယ်ကြုံကြီးတော်တယ်ငါဘယင်ကိုစိတ်မပြည့်စေရဘူးဟဲ့အယူဒီလေကအဲ့ဒီလိုချီကျူပြောဆိုလိုက်တော့အိုးစီလည်းအတော်လေးကိုစိတ်အားထက်သန်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအုံမောင်ကဘောလုံးကိုအလဲမှာချပြီးဥဆန်တင်စီပေးလိုက်ရာအယူဒီလေကလမ်းတစ်ဝက်မှာဖြတ်လူပြီးကွင်းလေကနေလှမ်းကန်လိုက်ရာကန်ကျဲပြင်းပြင်းနဲ့တန်းပြီးဂိုးဝင်သွားခဲ့တယ်ဒီတော့အားလုံးပါဇက်အဟောင်းသားဖြစ်နေကြတဲ့အချိန်မှာပဲအယူဒီလေကတဟားဟားရေမောရင်ဥဆန်တင်ကိုကြည့်လိုက်တယ်ဟာမြင်ပြီလားအဲ့ဒါငါဘယင်ရဲ့မော်ဘော်လုံးနဲ့လေးကျင်ထားတဲ့မော်ခြေထောက်ပဲအဲ့ဒီလိုပြောပြီးနောက်ထပ်အုံမောင်တို့ဘက်ကဆွဲလာတဲ့ဘောလုံးကိုအလင်းမြန်ဖြတ်လူပြီးအဝေးကနေပဲလှမ်းကန်လိုက်ရာနောက်ဆုံးမှာတော့ခုနှစ်ဂိုးမရှိနဲ့ဥဆန်တင်တို့ရှုံးသွားခဲ့တယ်ဒီတော့မှအယူဒီလေကတန်တော်ဖြစ်နေကြတဲ့သူတို့အားလုံးရှေ့ကိုသူယူလာတဲ့အုံသီးကြောက်ကလေးကိုကောက်ယူပြီးချပေးလိုက်တယ်ကဲငါပြည်သူတို့ငါဘယင်မော်ဘော်လုံးကိုချီးမြှင့်ခဲ့တယ်ဒါနဲ့ကစားစွမ်းအားတွေမြင့်လာလိမ့်မယ်တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ရှေ့တန်းစစ်သည်2ဦးပဲလိုတယ်ဂျန်နာနန်းတော်ကို9ယောက်ထားဂိတ်ဆောင်3ယောက်ဆိုလုံလောက်ပြီကွကဲကလေးစစ်သည်တို့ငါဘယင်ပြန်ကြွမယ်အနောက်ကနေစောင့်ရှောက်ကြဟေးအယူဒီလေကသူပြောချင်တာကိုပြောပြီးခုံးပေါက်ကကွင်းပြင်ကိုပြေးထွက်သွားတော့မှကလေးတွေလည်းအယူဒီလေနောက်ကိုပြေးလိုက်သွားကြပါတယ်ဦးစံတင်နဲ့
အိုးစီတို့လေးကျင်ရည်သမားတွေကတော့အယူဒီလီနဲ့ကလေးတွေထွက်သွားတာကိုငေးကြည့်ကအယူဒီလီပေးခဲ့တဲ့အုံသီးကြောက်ကိုဘောလုံးလုတ်ကစားရင်ကြံနေခဲ့ကြပါတယ်။ကြေးရွာဘောလုံးပြိုင်ပွဲပထမရဲ့အုပ်စုပြိုင်ပွဲမြတောင်ကြေးရွာကဦးစီးကျင်းပတဲ့ကြေးရွာပေါင်းစုံဘောလုံးပွဲကြီးစတင်ပြီးဖြစ်တာကြောင့်ရွာထိပ်ကဘောလုံးကွင်းမှာကြေးရွာအသင်းတွေရောက်ရှိနေခဲ့ကြပြီဖြစ်ပါတယ်။ဒီလိုနဲ့ပဲဘောလုံးကွင်းအနီးနားတစ်ဝိုက်မှာဈေးသည်တွေလည်းဇက်ပွဲတမျှစီကားနေခဲ့ပါတယ်။ကြေးရွာပေါင်းစုံမှမောင်ကုန်းအုပ်ဆုံးဖုံကုန်းငွေခဲအောင်မန်းစိန်လရွာသစ်စတဲ့ကြေးရွာဘောလုံးအသင်းသားတွေကလည်းသူနေရာနဲ့သူနေရာယူပြီးဖြစ်နေခဲ့ကြပြီမဲခွဲတဲ့အခါမှာတော့မြတောင်မောင်ကုန်းငွေခဲစိန်လစတဲ့ကြေးရွာဘောလုံးအသင်းတွေကပထမအုပ်စုမှာကြာရောက်ပြီးအုပ်ဆုံးဖုံကုန်းအောင်မန်းရွာသစ်တို့ကဒုတိယအုပ်စုမှာကြာရောက်နေခဲ့ပါတယ်ပြီးတော့သူတို့ရိုက်ရွာတွေကနေလာအားပေးတဲ့ရွာသူရွာသားတွေရဲ့မြတောင်ရွာသူရွာသားတွေအားလုံးစူးစီးထားတဲ့ဘောလုံးကွင်းလေးဟာခါချင်းကောင်အုံဖွဲ့တယ်လို့လူတွေအားလုံးစီကားနေခဲ့ပါတယ်ပထမပွဲကအင်ရှင်မြတောင်အသင်းနဲ့မနစ်ကချန်ပီယံမောင်ကုန်းအသင်းတို့ကစားကြပါတယ်မောင်ကုန်းအသင်းကကစားသမားတွေကအတော်လေးကိုလျင်မြန်ဖြတ်လက်နေတာကြောင့်ဘောလုံးကမောင်ကုန်းကြီးရွာအသင်းရဲ့ခြေထဲမှာပဲရှိနေခဲ့ပါတယ်ကိုမောင်အနောက်ကိုပြန်စစ်ကူအောင်ပြဟဲကောင်အိုးစီငါလဲရှေ့တန်းမင်းလဲရှေ့တန်းကူချင်းကူမင်းသွားကူငါကငါစီဘောလုံးလာကိုစောင့်မယ်အုံမောင်ကအဲ့ဒီလိုပြောလိုက်တော့အိုးစီလဲစိတ်ကတိကောက်ဖြစ်ကနောက်တန်းကိုပြေးကူခဲ့တယ်တို့ပေမဲ့လည်းမောင်ကုန်းဘောလုံးအသင်းသားတွေစီကဘောလုံးလူမယ်ဆိုရင်တယောက်ယောက်ကနောက်ကဆွဲချုပ်ထားသလိုကြီးသူတို့အားလုံးခန်းစားခဲ့ကြရတယ်ကိုဘီဟေးမောင်ကုန်းအသင်းကွကွမ်ဘေးမှာအားပေးကြတဲ့မောင်ကုန်းကြီးရွာပရိသတ်တွေကြောင့်တကြီးဥဆန်ပါလဲအတော်လေးစိတ်ဓာတ်ကျနေခဲ့ပါတယ်ပထမပိုင်းပြီးတော့မယ်မောင်ကုန်းအသင်းကသူတို့ကြီးရွာအသင်းကို9ဂိုးထိသွင်းပြီးသွားပြီးတော့ဘောလုံးကလည်းမောင်ကုန်းကြီးရွာအသင်းရဲ့ခြေထဲမှာပဲရှိပြီးသူတို့ကြီးရွာအသင်းအနေနဲ့တသင်းလုံးနောက်ဆင်ကစားတာတွေတောင်ဂိုးတွေဆက်တိုက်ပေးနေရတယ်ပထမပိုင်းပြီးတော့သူတို့အသင်း6ဂိုးဂိုးမရှိနဲ့ရှုံးနေခဲ့တယ်ဒီလိုပဲဒုတိယပိုင်းကစားပြီးပြန်တော့17ဂိုးဂိုးမရှိနဲ့အပြတ်အသတ်ရှုံးပါလေရောဒီတော့ဦးစံတင်ကလည်းတခြားအသင်းတွေကန်းနေတဲ့အချိန်မှာပဲသူအသင်းသားတွေကိုခေါ်ပြီးခုလိုပဲစူပူချိန်မောင်းပါတော့တယ်မင်းတို့ဘာဖြစ်နေတာလဲလေးကျင်တော့ငါကစားတာနဲ့တခြားစီပဲတယောက်မှကိုအသုံးမကျဘူးနီးပြဦးစံတင်ကအဲ့ဒီလိုပြောလိုက်တော့အိုးစီကလည်းစိတ်လုံးမကျဖြစ်ကခုလိုပဲပြောလာခဲ့တယ်မဟုတ်ဘူးဦးကြီးစံတင်ကဘောလုံးလူမယ်ဆိုရင်ကျွန်တော်ကိုတယောက်ယောက်ကဆွဲထားသလိုကြီးဗျဟုတ်တယ်ကျွန်တော်တို့လည်းအဲ့ဒီလိုကြီးပဲအိုးစီရဲ့စကားကိုအားလုံးကဗျိုင်းတူထောက်ခံလိုက်ရာဦးစံတင်လည်းအတော်လေးစိတ်တူသွားခဲ့ပြီးတော်စမ်းကွာမင်းတို့အားလုံးစင်ကြေပေးတဲ့အခါကျညီနေလိုက်ကြတာပွဲထဲမှာကြတယောက်မှကိုအသုံးမကျဘူးဒီအချိန်နေနဲ့ဆိုနောက်ပွဲတွေလည်းရှုံးပြီးထွက်ရမှာပဲဦးစံတင်ကအဲ့ဒီလိုပြောပြီးလေတံမာမာနဲ့ဟိရောက်လိုက်ရာအားလုံးဘာမှဆက်မပြောနိုင်ပဲငြိမ်ကျသွားခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ပွဲစတော့မြတောင်အသင်းနဲ့ငွေခဲတို့အသင်းတို့ကစားကြရာမထဲမှာပဲအိုးစီရဲ့ခြေစွမ်းပြသွင်းကိုနှစ်ကိုအလဲတန်းကလှဖြိုးနဲ့ဆန်ရွှေတို့ရဲ့သွင်းကိုတကိုးစီနဲ့၄ကိုတကိုးနဲ့အနိုင်ရရှိခဲ့ပါတယ်နှစ်ရက်ထဲနဲ့အပြီးကစားရတဲ့ပြိုင်ပွဲဖြစ်တာကြောင့်လည်းတပွဲကိုတနာရီသာကစားကြရတယ်မြတောင်အသင်းကဒုတိယပွဲနိုင်ပွဲရလိုက်တာကြောင့်တကြီးဦးစံပလည်းမျက်နှာမှာမျောလင်းချက်တချို့ရှိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမောင်ကုန်းအသင်းကဒုတိယပွဲမှာစိန်လာကြီးရွာအသင်းကို10ဂိုးဂိုးမရှိနဲ့အနိုင်ရလိုက်တာကြောင့်ဒီနှစ်လဲမောင်ကုန်းပဲပိုးဆွဲလိုက်မယ်လို့ထင်ခဲ့ကြပါတယ်ဒီလိုနဲ့တတိယပွဲကျတော့မြတောင်အသင်းကစိန်လာအသင်းကိုအိုစီနဲ့ဆန်ရွှေတို့ရဲ့သွင်းဂိုးတွေနဲ့2ဂိုးဂိုးမရှိဖြင့်အနိုင်ရခဲ့ပြီးမောင်ကုန်းအသင်းကလည်းငွေခဲအသင်းကို15ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်ဒီလိုနဲ့ပထမရဲ့အုပ်စုပွဲတွေပြီးတော့ဆီမီဖိုင်နယ်ပွဲစဉ်တွေအဖြစ်3ပွဲစလုံးနိုင်တဲ့မောင်ကုန်းအသင်းကအုပ်စုပထမရကတစ်ဖက်ကအုပ်စုဒုတိယဖုံကုန်းအသင်းနဲ့တွေ့ပြီးညာတောင်အသင်းကတော့အုပ်စုဒုတိယရတာကြောင့်တစ်ဖက်အုပ်စုမှခြေစွာတဲ့ဆိုတဲ့အုပ်စုံအသင်းနဲ့တွေ့ရမှာပဲဖြစ်ပါတယ်တကြီးဦးစံပကတော့အုပ်စုပထမပွဲပြီးလို့တစ်ဖက်ရွာအသင်းတွေပြန်သွားတဲ့အချိန်မှာပဲသူအသင်းသားတွေအကုန်လုံးကိုအိမ်ခေါ်ကအခုလိုအားပေးစကားပြောခဲ့ပါတယ်မင်းတို့ဒီနေ့ကစားတာမောင်ကုန်းအသင်းနဲ့ပွဲကလွဲပြီးကြံတဲ့နှစ်ပွဲတော်တယ်ဘာပဲဖြစ်ဖြစ်ငါတို့ရွာဒီနှစ်တော့အုပ်စုတက်တယ်ဆိုတော့တိုးတက်လာပြီပြောရမှာပေါ့တကြီးကအဲ့ဒီလိုပြောလိုက်တော့တစ်ဆက်ထဲမှာပဲနောက်တန်းထင်ကျော်ကခုလိုပဲထားပြောလာတယ်ဟုတ်ကဲ့တကြီးဒါပေမဲ့မောင်ကုန်းကြီးရွာအသင်းကစားတာလှုပ်ဝက်ချက်တစ်ခုခုရှိနေတယ်လို့ပဲဗျကျွန်တော်တို့တွေအားလုံးသူတို့စီကဘောလုံးလှုပ်မယ်ဆိုရင်ခန္ဓာကိုယ်တွေလှုပ်မရဘူးဗျဟေးဟုတ်လို့လားကွာငါအမြင်မှာတော့မင်းတို့တွေသူတို့စီကဘောလုံးကိုလှုပ်မရအောင်သူတို့ကလိမ့်တက်ပြီးကစားကြတာမဟုတ်ဘူးတကြီးကျွန်တော်တို့အားလုံးလှုပ်မရပဲရက်နေကြတာဗျသူတို့နောက်လိုက်ဖို့နေနေသားသား
သူတို့အနားကိုကတ်လာတာနဲ့ခြေထောက်တွေကကြွမရတော့ဘူးအိုစီကလည်းထရက်ပြီးအခုလိုထပြောလိုက်တော့တကြီးနဲ့ဥဆန်တင်လဲအတော်လေးကိုစဉ်းစားနေတဲ့အချိန်မှာပဲသူတို့ရှိရာကလေးတစ်တိုက်နဲ့အယူတွေလေးရောက်ချလာခဲ့ပါတယ်ငါတိုင်းပြည်ငါဘရင်ရှိရာရက်မှာငါပြည်သူတွေစော်ကားခံနေရပါလားကွကဲငါပြည်သူတို့စိတ်ဆင်းရဲမခံနဲ့ငါဘရင်ကိုယ်တိုင်ငါပြည်သူတွေကိုကာကွယ်ဖို့စစ်တီတွေချီးမြှင့်ပေးလိုက်မယ်ဟဲ့အယူတွေလေးကအဲ့ဒီလိုပြောပြီးတကြီးရှေမှာထိုင်နေတဲ့အိုးစီတို့ကြေးရွာဘောလုံးကစားသမားတွေရဲ့ကြောပြင်ကိုဝဇိန်တုံးနဲ့ခဏနာလေးရိုက်ချလိုက်ရာစိတ်ဆက်တဲ့အိုးမောင်ကအသားနာလို့ထရလာခဲ့တယ်ခမဟဲ့ကောင်အုံးမောင်တိတ်ဆန်းအယူဒီလေကအကြောင်းမရှိပဲမင်းတို့ကိုမရိုက်ဘူးငါရှိမှအယူဒီလေပေါ်စော်ကားတာမျိုးမလုပ်နဲ့မဟုတ်ရင်မင်းနဲ့မကဘူးဘယ်သူ့ကိုမှငါရွာမှာမထားဘူးကွတကြီးဥဆန်ပကအဲ့ဒီလိုဟင်းအောင်လိုက်တော့မှအယူဒီလေကိုစိတ်တူပြီးပြောဖို့ပြင်းနေတဲ့အုံးမောင်လည်းထိုင်ကျသွားခဲ့ပါတယ်ငါဘရင်ခန့်အပ်ထားတဲ့မျိုးစားပြောင်ပြောင်ကဘေးကငပြောင်ထက်တော့ညံမြင်ရှိသားပဲအယူဒီလေကအုံးမောင်ကိုစိတ်တူပြီးအော်ငေါ့နေတဲ့တကြီးရဲ့နှစ်ဖူးပြောင်ကြီးကိုကြည့်ကပြောလိုက်တော့တကြီးလည်းစိတ်တူရမှကြောင်စီစီဖြစ်နေခဲ့တယ်လို့သူ့ဘေးမှာရှိနေတဲ့ဥဆန်တင်ကလည်းသူ့ရဲ့ပြောင်နေတဲ့နှစ်ဖူးကိုလက်နဲ့အုပ်ပြီးဆက်ဖြည်းဖြည်းဖြစ်နေခဲ့ပါတယ်ထိုင်ကြနေတဲ့အိုစီတို့ဘောလုံးအသင်းဖွဲ့သားတွေနဲ့ဘေးမှာရှိနေတဲ့ရွာသားတွေကတော့တဟားဟားနဲ့ပွဲကြသွားပါလေရောကဲပြောင်းနှစ်ပြောင်းကိုငါဘရင်တနာတယ်ကွငါတိုင်းပြည်အရေးမှာငါဘရင်ကိုယ်တိုင်ပါဝင်ပေးတာပေါ့ကွမနေ့ဖြန်ငါဘရင်ကိုယ်တိုင်ငါပြည်သူတွေကိုအနိုင်ကျင့်တဲ့သူတွေကိုစုံမပေးမယ်ကျေးဇူးပါအရှင်မင်းကြီးကျေးဇူးမတင်နဲ့ငါကဘရင်ငါပြည်သူတွေကိုနှိပ်စက်တာမှန်သမျှငါဘရင်နဲ့ဆိုင်နေကဲကလေးစစ်တီတို့ငါဘရင်နန်းတော်ပြန်မယ်အချိန်မရှိတော့ဘူးဒီမှာနေခဲ့ကြအယူဒီလေးကသူပြောချင်တာတွေအဆက်မပြတ်ပြောဆိုပြီးကလေးတွေကိုဆက်မလိုက်စေပဲကန်နှဖျားစရာရှိရာခုံပေါက်ပြီးထွက်သွားခဲ့ပါတယ်တကြီးနဲ့ကြံနေတဲ့သူတွေအားလုံးမှာတော့အယူဒီလေးရဲ့အပြုတ်မှုနဲ့အပြောဆိုကိုကြည့်ရင်အတွေးကိုစီနဲ့ကြံနေခဲ့ကြပါတယ်အုံးမောင်ရဲ့အဖိုးတန်အနိုင်ကိုဒီလိုနဲ့မနဲ့အာယုံကျင်းပြီးတိတ်မကြခင်နန်းနဲ့ခင်းလေးမှာပဲမောင်ကုန်းရွာအုပ်စုံရွာနဲ့ဖုံကုန်းရွာကဘောလုံးအသင်းတွေညတောင်ကြေးရွာဘောလုံးကွင်းကိုရောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်ပထမပွဲကတော့ဘိုလူပွဲအကြိုနေ့အနေနဲ့မောင်ကုန်းအသင်းနဲ့ဖုံကုန်းအသင်းတို့ကစားကြရာဖုံကုန်းအသင်းက10ဂိုးပြနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ရပြီးမောင်ကုန်းအသင်းကတော့ဘိုလူပွဲမှာအသင်းဆောင်နေခဲ့ပါတယ်ဒုတိယပွဲကျတော့ညတောင်အသင်းနဲ့အုပ်စုံအသင်းတို့အပြန်အလှန်အကျိတ်နဲ့ကစားနေကြရတယ်ပထမပိုင်းပြီးတဲ့ချိန်မှာတော့တစ်ဖက်မှာဂိုးမသွင်းနိုင်ပဲတရေရလာထွက်ပေါ်နေခဲ့ပါတယ်ဒီလိုနဲ့ဒုတိယပိုင်းဆက်ကစားတယ်အပြန်အလှန်တိုက်စစ်ဆင်ရင်မြိုင်ဆိုင်ကစားခဲ့ပြီးမဲ့လေတစ်ဖက်မှာဂိုးမသွင်းယူနိုင်ပဲရှိနေခဲ့ပါတယ်တဖြည်းဖြည်းနဲ့ပွဲပြီးဖို့နောက်ဆုံးမိနစ်အလိုမှာတော့ရှေ့တန်းတိုက်စစ်မှုအိုးစီရဲ့ကံချက်ဟာဂိုးသမားနဲ့အုပ်စုံနောက်တန်းတွေရဲ့ကြားထဲမှာရောက်နေတဲ့အုံမောင်ရဲ့မျက်နှာကိုထိမှန်ပြီးဂိုးဝင်သွားခဲ့ပါတယ်ဟေးဂိုးပြီဟေးဒါမှအုံမောင်ကညတောင်ရွာရဲ့တိုက်စစ်မှုကဘေးမှာရှိနေတဲ့တကြီးနဲ့ရွာသားတွေကအာရပါရပြောဆိုနေပေမဲ့အုံမောင်ခမရတော့နှာခေါင်းမှာသွေးတွေစီးကြလာပြီးကွင်းအပြင်ထွက်ကရေဖြင့်ဆေးကြောနေရပါတယ်တခြားသူတွေကအနိုင်ကိုသွင်းရင်ပျော်ခဲ့ကြပေမဲ့အုံမောင်ခမရမထင်မှန်ပဲမျက်နှာထိမှန်ပြီးဂိုးဝင်သွားတော့နှာခေါင်းသွေးရှမ်းပြီးမျက်နှာတစ်ခုလုံးနီးရဲကမပျော်နိုင်ပဲဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဒဏ်ရာရတဲ့အုံမောင်ကိုလူစားလဲပြီးကစားလေရာတိတ်မကြခင်မှာပဲပွဲပြီးဆုံးသွားခဲ့ပြီးညတောင်အသင်းကအုံမောင်ရဲ့အက်ဆီဒန့်ဂိုးနဲ့အတူတကူဂိုးမရှိနဲ့အနိုင်ရကဘိုလူပွဲကိုထိုက်တန်တက်သွားခဲ့ပါတယ်ညတောင်ရွာတိုက်စစ်မှုအသင်းနဲ့ပညာသည်ဘောလုံးသမားများဒီလိုနဲ့နောက်ဆုံးဘိုလူပွဲကိုကျင်းပဖို့အချိန်နီးလာတော့ညတောင်ရွာဘက်မှတိုက်စစ်မှုအုံမောင်တယောက်မျက်နှာဖူးယောင်ပြီးမကစားနိုင်ပဲရှိနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲသပင်ရှည်ကိုတိတိတက်တက်စီးထားတဲ့အသက်25နှစ်အရွယ်လူငယ်လေးတယောက်ညတောင်ရွာဘောလုံးအသင်းရှိရာကိုရောက်လာခဲ့ပါတယ်ကျုပ်တိုက်စစ်ကစားလို့ရမလားဗျထော်လူငယ်ကစိတ်ပြက်နေကြတဲ့အိုစီတို့အသင်းသားတွေကိုကြည့်ရင်အဲ့ဒီလိုပြောလိုက်တော့သူတို့အားလုံးထော်လူငယ်လေးကိုဒေချာစူးစိုက်ကြည့်နေခဲ့ကြတယ်မောင်ရင်ကဘယ်သူလဲဦးစံတင်ကမေးလိုက်တယ်ကျုပ်ကိုသိဖို့မလိုပါဘူးအရှင်မင်းကြီးကိုသိတယ်မလားသိပါတယ်အယူတွေလေးကိုပြောတာမလားမောင်ရင်ဟုတ်ပါတယ်ဒါတွေထားပါကျုပ်ရှေ့တန်းမှာကစားပေးမယ်အဆင်ပြေတယ်မလားရပါတယ်မောင်ရင်အယူတွေလေးလွတ်လိုက်တာဆိုတော့စိတ်ကြိုက်ကစားပါရှေ့တန်းရောက်ရင်အိုးစီနဲ့တွဲရမယ်နော်ဟုတ်ပြီလားဦးစံတင်ကအဲ့ဒီလိုပြောလိုက်တော့ထော်လူငယ်ကနှုတ်ခမ်းတွန့်ယုံမြပြုံးပြလိုက်ရင်ခေါင်းတစ်ချက်ညှိပ်ပြလိုက်ပါတယ်ဒီလိုနဲ့မောင်ကုန်းအသင်းနဲ့ဘောလူပွဲကစားဖို့စတင်ခဲ့ပါပြီတကြီးဦးစံပနဲ့ဦးစံတင်အပါဝင်
ရွာသားအားလုံးကတော့ဒီပွဲကိုရှုံးမယ်ဆိုပြီးတွက်ထားခဲ့တဲ့အတွက်စိုးရိမ်ကြောက်ကြခြင်းမရှိဘဲဖြစ်နေခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲကွင်းထဲမှာကစားနေကြတဲ့မောင်းကုန်းဘောလုံးကစားသမားတွေအားလုံးကွင်းပြင်ကိုကြောက်အားလန့်အားနဲ့ထွက်ပြေးခဲ့ကြတာကိုအားလုံးမြင်လိုက်ရတော့အတော်လေးကိုအံ့အားသင့်နေခဲ့ကြတယ်။သူတို့တွေထွက်ပြေးသွားရနောက်မှာလဲအုံမောင်စာဝင်ကစားတဲ့လူငယ်လေးကတရွေ့ရွေ့လိုက်ပါလာခဲ့ပါတယ်။အာပူတဲ့ကြောက်ပါပြီဗျကျွန်တော်တို့ကိုမနှိပ်စက်ပါနဲ့တော့ကွမ်းမှာအားပေးတဲ့ပရိသတ်တွေအားလုံးအတော်လေးကိုအံ့ဩထိတ်လန့်နေခဲ့ကြတယ်။အကြောင်းကတော့မောင်းကုန်းဘောလုံးအသင်းသားတွေကသူတို့စီတလန်းချင်းတိုးလာတဲ့လူငယ်လေးကိုကြည့်ပြီးတောင်းပန်နေခဲ့လို့ပဲဖြစ်တယ်။ဘာကွာဘာခုမှကြောက်တာလဲငါရွာကိုလည်းလာတယ်မတရားသဖြင့်ပညာနဲ့အနိုင်ကျင့်ပြီးကစားတယ်ဒီတော့ကွင်းထဲကိုဆက်ဝင်မလားထွက်သွားမလားဒါပဲပြောအောင်မလေးကွင်းထဲတော့မဝင်ပြရစီနဲ့ဗျာကွင်းထဲမှာကျုပ်တို့မိခဲတွေကြားနင်းနေရတယ်လို့ပဲဗျကောင်းပြီလေဒီတော့ဘာဆက်လို့မလဲကျုပ်တို့ဘိုးလူပွဲကိုရှုံးပေးပါတယ်ကွင်းထဲကဘလူးတွေလည်းကျုပ်တို့ကြောက်တယ်ပြီးတော့ဘလူးတွေနဲ့လည်းဆက်ပြီးမကစားရတော့ပါဘူးဗျာဟာမှတ်ထားဒီရွာမှာငါရှိနေသမျှမင်းတို့လိုပညာသည်တွေငါရွာသားတွေကိုမတရားသဖြင့်လှုပ်လို့မရဘူးဆိုတာမှတ်ထားကြကဲအခုသွားလို့ရပြီထိုစပင်ရှည်ကိုစီးထားတဲ့လူငယ်လေးကအဲ့ဒီလိုပြောလိုက်ရာမောင်ကုန်းဘောလုံးအသင်းခေါင်းဆောင်လဲကြောက်အားလန့်အားရွာပြင်ကိုပြေးထွက်သွားခဲ့ပါတော့တယ်သူရဲ့နောက်မှာလဲကျန်တဲ့ကစားသမားတွေနဲ့အတူမောင်ကုန်းရွာသားတွေအားလုံးလဲတွေပေါ်ပြည့်တဲ့အခါချက်ချင်းဆိုသလိုထွက်သွားခဲ့ကြပါတယ်တခြားရွာသားတွေနဲ့ရောက်ရှိနေကြတဲ့ကျေးရွာဘောလုံးအသင်းကကစားသမားတွေကတော့ဒီဖြစ်ရပ်ကိုနားမလည်နိုင်ပဲမောင်ကုန်းရွာသားတွေအထိတ်တလန့်ပြေးရကိုငေးကြည့်နေတဲ့အချိန်မှာပဲဇန်ရှိရှိစီးထားတဲ့လူငယ်လေးကိုမတွေ့ရတော့ပါဘူးဒီလိုနဲ့မြတောင်ကျေးရွာလေးလဲငိမ့်ချမ်းချစ်ကြည်ရေးဘိုလ်လူပွဲစဉ်မှာတစ်ဖက်အသင်းကရှုံးပေးသွားတာကြောင့်ပထမဆုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအုံမောင်ရဲ့အစာကစားပေးတဲ့လူငယ်လေးကတော့သူတို့အားလုံးရဲ့ရှေ့မောက်မှာပဲဘယ်လိုဖြစ်ပြီးပျောက်ကွယ်သွားခဲ့တယ်ဆိုတာမသိခဲ့ကြပါဘူး။သူတို့အားလုံးရဲ့အတွေ့အထဲမှာတော့အယူဒေလေးလွှတ်လိုက်တဲ့လူငယ်လေးဆိုတာပါပဲ။အယူဒေလေးနဲ့ပညာသည်ဘောလုံးပွဲဆိုတဲ့ဇာတ်လမ်းလေးရဲ့စာစဉ်၃ကတော့ဒီမှာပဲပြီးပါပြီခင်ဗျာ။နောက်လာမယ့်စာစဉ်လေးမှာတော့မြတောင်ရွာကနေထွက်ပြေးခဲ့ရတဲ့ပညာသည်ဘောလုံးသမားများကိုအကြောင်းပြုပြီးသူတို့ရွာကပညာအထက်ဆုံးပညာသည်တွေကမြတောင်ရွာကိုဒုက္ခပေးဖို့ကြံစီမှာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာမြတောင်ရွာရဲ့စောင့်ရှောက်သူအယူဒေလီကဘယ်လိုမျိုးကာကွယ်ပေးမလဲဆိုတာကတော့အယူဒေလီနဲ့တစ်ဖက်ကမ်းပညာသည်များဆိုတဲ့စာစဉ်လေးမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြဖို့မမေ့ပါနဲ့ခင်ဗျာ။အားပေးသူတိုင်းကိုလေးစားချစ်ခင်လျက်ထုံးမင်းနိုင်ဟုတ်ကဲ့အားပေးနာဆင်ပေးခဲ့ကြတဲ့ညီကိုမောင်နှမများနဲ့တကွာအမိများမှာပြည်သူပြည်သားများနေကောင်းချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။